စီးလာတဲ့စံပါကနေဟန်နွိုင်းကိုစီးလာတဲ့ HK ကားတွေတော်တော်လန်းတယ်အလံတော့ကတော့နည်းနည်းစုပ်တယ်ဒီကောင်ကတော့တော်တော်လန်းတယ်ဒီမှာကြီးဒါ LCD ပုတ်ပါတယ်ဒါတွေကဟိုအရှိကားမှလည်းပါပါတယ်ဒီမှာအားတွင်းချာချာပေါက်တွေပါတယ်ဒီမှာမီးပါတယ်ဒါ LCD ဖွင့်တဲ့ screen ပထမလာတဲ့ကားမှာတိုက်စီကျိုးနဲ့အားတွင်းလို့မရဘူးကျွန်တော်ကတိုက်စီပဲသုံးတာဆိုတော့ဒီမှာဒါတိုက်စီကျိုးအားတွင်းကျိုးတစ်ခုပါတယ်အဲ့ဒါလေးအဆင်ပြေတယ်အားလည်းတွင်းလို့ရတယ်သိလားဒီမှာဒါနှစ်ချက်ပါတယ်ဘာတွေလဲတော့မသိဘူးပေါ့နော်ဖွင့်တော့မကြည့်ဘူးဒါခေါင်းတစ်လုံးပါတယ်စောင်းပါတယ်ရေတံမှုပါတယ်ပြီးတော့ဒီမှာစနုတ်တာပါတစ်ခုပါတယ်ဒီမှာတော်မိုက်တယ်သိလား तू ကအရောက်လာခေါ်ပြီးတယ်တွားချင်းတဲ့နေရာအရောက်ပြန်လိုက်ပို့ပြီးတယ်မစိုးတော့အဆင်ပြေတယ်ပြောရမယ်ကဲလောလောဆယ်တော့တစ်ချက်လောက်တော့မှိန်းလိုက်ပါဦးမယ်နော်မနေ့ကျရင်လေရင်စီးရအောင်မှာဆိုလို့နော်အားလုံးပဲမနေ့4နိုင်ကျော်ပဲရှိသေးတယ်နွန်မိုင်း airport ကိုတော့ရောက်ပြီနော်ဒီကောင်က terminal 1မှာနော်အဲ့ domestic စီးမယ်ဆို terminal 1နဲ့တူတယ်ကွဲတယ်သိတယ်တော်တော်ကြီးဝေးတာနော်မှားဆင်းပြီးရွာပြတ်သွားလိမ့်မယ်နော်ကျွန်တော်တို့ကပြည်တွင်းမဲ့သွားမှာဆိုတော့ domestic စီးမှာဆိုတော့ terminal 1မှာဆင်းရတာစံမားကနေဒီကို9နိုင်ပဲမောင်းတယ်ဆရာသမားကဖြုတ်ချက်ပထမတော့မိပါမလားဆိုပြီးလန့်နေအခုက4နိုင်ကျော်ဆိုတော့တသားရဖြစ်သွားပြီနော်ချက်ရင်လေသွားဝင်လိုက်ပါဦးမယ်လို့အဆင်ပြေလို့ရှိရင်လမ်းမှာလေးအတွေ့အကြုံလေးတွေရိုက်ပြပေးမယ်အဆင်မပြေလို့ရှိရင်တော့ဒဏ်ထဲမှာပြန်တွေးကြပါပဲလို့နော်အားလုံးပဲဒဏ်ထဲမှာနေတဲ့ဟိုတယ်လေးလုံးဝမိုက်တယ်တကယ်မိုက်တယ် BNN တောင်9,930,000ပဲပေးရတယ်မြန်မာပြည်ငွေ9,000ပတ်ဝန်းကျင်လောက်ဝေးကြတယ်ဒီမှာတော်တော်မိုက်တယ်နော်ဒီမှာတစ်ချက်ပြရမယ်ဒီမှာကြည့်လိုက်ကင်းဆိုင်ဘက်ဂရင်ပါတယ်ဒီမှာကြည့် view ကအဝိုင်းနော်လုံးဝအလန်းလုံးဝအလန်းဟိုးရှေ့ကဟိုတယ်ရလဲကျွန်တော်တို့ဟိုတယ်နဲ့အတူတူပဲသိလားဟိုတယ်နှလုံးရှိတာဟိုဘက်ဟာပို့ပြီးတော့မိုက်တယ်22ထပ်ဟိုတယ်ကအဲ့အပေါ်က swimming pool ကလည်းတော်တော်လန်းနေbreakfast တွေဘာတွေကအဲ့မှာကျွေးတာ breakfast buffet လဲတော်တော်ကြီးကိုကောင်းတယ်300မှာကျွေးတာ9,920,000 ဆိုတော့မြန်မာပြည်ငွေ9,000စွန်းလေးပဲကြတာတော်ကြီးကိုမိုက်တယ်ဒါနဲ့ကဟိုတယ်နော်Korea Grand ဒီဟိုတယ်က Korea 1အဲ့လိုအဲ့ဟိုတယ်သူတို့အုံနာအတူတူပဲတော်လေးလန်းတယ်ဒီမှာကြီးပါမယ်ဒီမှာဒါ coffee meal လေးပါနော်ဒါကျွန်တော်ကပြီးပြီဆိုတော့ဒါကျွန်တော်သိမ့်ပြီးစီးပြီးတော့သိမ့်မလို့နေဒီဘက်မှာရေခဲတက်တာတစ်ခုပါမယ်ဟဲ့ဟိုကကြံသေးရတော့ငါတို့ပိန်းနေပြီနော်ဒီဘက်မှာဒါကျွန်တော်အိမ်ဒီမှာအလှပြင်ဖို့အမှန်ဒီမှာဗီဒီယိုတစ်ခုပါမယ်ဒီကဘာရောဟဲ့ဒီမှာနေအိမ်30ကျန်သေးတယ်ဒါဘာရောရှော့စတန်ပါမယ်ရေဘူးရေးပါမယ်တော်လေးကိုတော့လမ်းပါလေတော်လေးကိုတော့လမ်းနေကဲမနေ့ကရိုက်ပြမလို့တော်လေးပေမန်းနေလူကတော်တော်ဝီနေတော့အဲ့နဲ့ရိုက်မပြဖြစ်တော့တာဒီနေ့မနေ့ဟိုအန်းသွားဖို့ကားတော့ခေါ်တာတယ် BNN တောင်3,200,000လားမသိပေးရတယ်လမ်းမှာကိုနဲ့ဘုတ်ဝင်စီးမယ်ပြီးဟိုအန်းသွားမယ်နော်ဒီကပြောချင်တာဒဏ်နဲ့ရောက်လို့ရှိရင်ဒီဟိုတယ်လေးကိုထွိုင်းကြည့်ပါလို့တော်လေးကိုလမ်းနေနော်ဒီနေ့မနေ့ဟိုအန်းနဲ့ကိုနဲ့ပုတ်စီးဖို့ပါဒါနဲ့ကနေထွက်လာကားက BNN တောင်3,200,000ပေးရတယ်သိလားခရက်နဲ့မငားနဲ့ခရက်ကနေကြည့်လိုက်ကြည့်ပြီးကားသမားတွေဟို S ကနေပြီးလှမ်းပြီးဟယ်လိုလိုက်အဲ့အဆင်ပြေတယ်ခရက်ကဆိုပူစေးကြီးအဲ့မနေ့ကအဲ့ဆိုင်ငယ်ငှားစီးအောင်လို့ပဲ BNN တောင်3,000ဝဲတဲ့တရက်ကိုဆိုင်ငယ်ငှားစီးမလို့အဲ့ဒါကိုရေးဖမ်းမယ်ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့မလုပ်တော့ဘူးဆိုတာနဲ့အဲ့အနေကားငှားစီးရဲ့စကန်ရောက်သွားတယ်နော်တဲ့ကိုနဲ့ပုတ်လေးတော့စီးလိုက်ပါဦးမေလို့နော်ပြီးလိုက်ကြည့်ပေးပါဦးကိုနဲ့ပုတ်စီးရင်တယောက်ဘယ်လောက်ကြာလဲဘာလဲညာလဲဆိုတာလေးတစ်ချက်လောက်ပါစက်တင်ပေးပါဦးနော်ကိုနဲ့ပုတ်စီးဖို့ပါနှစ်ယောက်ကို BNN တောင်2,000ဆိုတော့9,000လောက်တော့များသွားတယ်သိလားမြန်မာစီးဖို့တော့ချက်ဝတ်တန်တာအပြည့်နဲ့2,000ဆိုတော့နည်းနည်းလေးများသွားတယ်သိလားမန်တစည်းကို3,000ခွဲလောက်ပဲနည်းနည်းလေးများသွားတယ်ကားသမားလာပေးတဲ့နေရာဆိုကားသမားကိုလေကော်မရှင်ပေးရအောင်မယ်နဲ့ဒီပါလေနော်
ဒနီဒီပေါ့နော်ဒနီဒီပေါ့ coconut. Yeah, okay. Okay, con màu. Okay. Thank you Yeah, man number one. Okayဒီကအဲ့ဟာဒီဘောနှစ်တောင်းကတော့လေသမားကိုတစ်မန်းကြီးပေးလိုက်သေးလားအဆင်ပြေတယ်နော်နှစ်တောင်းလောက်ပေးလိုက်ရင်တော်တော်လေးအဆင်ပြေတယ်ဘဝနဲ့လူတွေပဲဘဝနဲ့လူတွေပဲလဲOh, makan apa? Muli. Ada tu je. Oh, makan apa? Hello, lady. သသိန်းထက်ယူရသည်လားသူတို့သသိန်းထက်ယူရဒီရနဲ့တော့သသိန်းနဲ့အဲဟာတယောက်တည်းစီးမြန်90ဆိုတာမရဘူးလေသူတို့ကဒီ60အဝါလေးမှလေအဝိုင်းလေးလုပ်ပြီး attraction ရအောင်လုပ်လိုက်တာပေါ့နော်တပတ်လေးပဲပြီးလေစီက maybe တသိန်းခွဲလောက်ဆိုရင်အဆင်ပြေလောက်ပါလေကျွန်တော်2သိန်းဆိုတော့နည်းနည်းများသွားတယ်လေသမားရမယ်ထင်တာလှော်တဲ့လေသမားမရဘူးဆိုတော့လေသမားရလို့လေသမားကိုမဖို့9000လောက်ပေးရတာဒါပြောတာမရှိဘူးလေကျွန်တော်လေသမားရမယ်ထင်တာထက်ပြီးမရဘူးဂျားတွေကနေဆရာသမားဖြတ်ခုတ်သွားကျွန်တော်ကတော့ ARD တိုင်းဘက်ကရေငံသားဆိုတော့ဒီဒနီတော်တို့လေစီးတာတို့နေတာတော့တိတ်ပြီးတော့မဆန်းဘူးပေါ့နော်တခြားနေရာလာတဲ့လူတွေအနေနဲ့ဆိုတော့ attraction တစ်ခုအနေနဲ့ဆိုရင်တော့လာတဲ့နဲ့မဆိုးဘူးသူကနဲ့သူတဘာဝလေးနဲ့အဆင်ပြေတယ်နော်မြန်မာnumber 1 yes ကဲကားပေါ်တော့ပြန်ရောက်ပါပြီဟိုအန်းကိုဆက်သွားလိုက်ပါဦးမယ်